င်္ဂလာပါရှင်။သားရဲ့ရောတိရော်ရဲဖြစ်တာနဲ့အရေးအကြောင်းတွေကိုဘိုင်းဘိုင်းလို့နှုတ်ဆက်ချင်ရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်နော်။အခုခေတ်မှာလူတွေကအလှပနဲ့ပတ်သက်လို့ရှိရင် collagen ဆိုပြီးတော့ပြောကြတယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင် collagen ဆိုတာကဘာလဲ။အဲ့ဒီ collagen ကကျမတို့ခန္ဓာကိုယ်မှာဘယ်လိုမျိုးအာနိသင်တွေရှိရလဲ။ collagen ဆိုတာကတကယ်တမ်းတော့ကျမတို့ရဲ့ခန္ဓာကိုယ်မှာသဘာဝတိုင်းရှိနေတဲ့အရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီ collagen ကဆိုရင်ကျမတို့ရဲ့အသားရည်တွေတင်းရင်အောင်ခြေသက်လက်သေးတွေနဲ့ဆန်သားတွေလှပအောင်လို့အယိုးစစ်တွေကျန်းမာတန်ဆွမ်းအောင်ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအသက်25ကျော်လာပြီဆိုတာနဲ့ခန္ဓာကိုယ်ထဲမှာ collagen ထုတ်လုပ်မှုကတဖြည်းဖြည်းနဲ့ကျဆင်းလာပါတယ်။အသက်40ကျော်လာပြီဆိုလို့ရှိရင်တော့တိတတာကိုလျော့နေလာပြီပဲဖြစ်ပါတယ်ရှင်။အဲ့ဒါတွေအပြင်နေရောင်ခြည်နဲ့ဓာတ်ရိုက်ထိတွေ့မှုများတာဆက်လိပ်တောက်တာအချို့တက်လွန်ခဲ့တဲ့အစားအသောက်တွေကိုအများကြီးစားတာစိတ်ဖိစီးမှုများတာနဲ့လေထုညစ်ညမ်းမှုတွေကလည်းခန္ဓာကိုယ်ထဲက collagen ထုတ်လုပ်မှုတွေကိုထပ်မံပြီးလျော့နေစေနိုင်ပါတယ်။အဲ့ဒါမို့လို့အသားရည်တွေရောတိရော်ရဲဖြစ်လာတဲ့အရေးကြောင့်တွေဖြစ်လာတဲ့ချွေးပေါက်တွေကျလာတဲ့ဆန်သားတွေအားနေပြီးခြေသက်လက်တွေတွတ်ဆက်တာမျိုးတွေဖြစ်လာတာဖြစ်ပါတယ်ရှင်။အဲ့ဒီလိုလျော့နေလာတဲ့ collagen တွေကိုပြန်လည်ဖြစ်တင်ပေးဖို့အတွက်ကျမတို့ Fane ကနေပြီးတော့ collagen product လေးကိုတောက်ရလွယ်သယ်ဆောင်ရလွယ်တဲ့ဆေးတောင်ပုံစံလေးနဲ့ထုတ်လုပ်ထားပြီးပဲဖြစ်ပါတယ်ရှင်။ Fane collagen မှာဆိုလို့ရှိရင်ပြင်သစ်နိုင်ငံမှာထုတ်လုပ်တဲ့ Naticol Type 1 collagen peptide ပါဝင်ပါတယ်။ Naticol collagen ကဆိုလို့ရှိရင်အရွယ်စားသင်းငယ်တဲ့ molecules လေးတွေဖြစ်လို့ခန္ဓာကိုယ်ကနေအလွယ်တကူဆုပ်ယူနိုင်တဲ့အတွက်ပမာဏအများကြီးတောက်ဆရာမလိုဘဲနဲ့အာနိသင်ရရှိစေမှာဖြစ်ပါတယ်။အဆင့်မြင့်နည်းပညာတွေသုံးပြီးပင်လယ်ငါးရေကွမ်းထုတ်ထားတာဖြစ်လို့တန့်စင်မှုလည်းမြင့်မားပါတယ်။အဲ့ဒါတွေအပြင်ခန္ဓာကိုယ်ကနေပြီးတော့ collagen စုပ်ယူမှုအားပိုကောင်းစေဖို့နဲ့ခန္ဓာကိုယ်ထဲမှာ collagen ထုတ်လုပ်မှုကိုပိုပြီးအားပေးဖို့အတွက်သဘာဝဗီတာမင် C ကျွဲဝါးတဲ့ဇီးပြူသီးအမှုန့်ကိုလည်းထည့်သွင်းပြီးတော့ဖော်ဆက်ထားပါတယ်။အဲ့ဒီဇီးပြူသီးအားဆိုလို့ရှိရင် Fane Organic Farming Project ကနေပြီးတော့ရရှိပြီးတော့ USDA ကနေပြီးတော့ organic အသိမှတ်ပြုထားတာဖြစ်တဲ့အတွက်ဓာတုဗေဒပိုးသက်ဆေးပေါင်းသက်ဆေးတွေလည်းပါဝင်ခြင်းမရှိပါဘူး။အဲ့ဒီလိုမျိုးအရေးသွေးကောင်းပြီးတော့ဘေးဥပတ်ကင်းတဲ့ Fane Collagen ကိုတောက်သုံးပြီးသင်ရနုပြမှုတွေကိုအချိန်ကြာကြာထိန်းသိမ်းထားလိုက်ပါ။